မင်းကြီးနောင်ရဟန်းနှစ်ပါးကစောင့်ရှောက်နေတဲ့မြစ်ပြင်ကိုဖျက်ကျော်သွားလာရတဲ့အခါသားသမီးတွေကိုအမွေခွဲဝေပေးပြီးမှသွားလာကြရတယ်လို့ဆိုကြပါတယ်အဲ့ဒီမြစ်ပြင်ဟာလိုက်လေကျန်းထန်ပြီးရုံညံ့တဲ့စကားကျန်းစကားရိုက်တွေပြောဆိုမိရင်လောက်လေတွေကိုရေအောက်သို့နစ်မြုပ်ပစ်လိုက်တယ်လို့ဆိုကြပြီးအဲ့ဒီမြစ်ပြင်မှာလောက်လေရေရင်တွေဟာမကြာခဏဆိုသလိုနစ်မြုပ်လေရှိပါတယ်အဲ့ဒီမြစ်ပြင်ဟာရခိုင်ဒေသမှာရှိပြီးနောက်တော်ကြီးနောက်တော်ရှေးလို့ခေါ်ပါတယ်နောက်တော်ကြီးနောက်တော်ရှေးလို့အမည်တွင်တဲ့ဒီမင်းကြီးနောင်ရဟန်းနှစ်ပါးရဲ့အကြောင်းတွေဟာရှေးအခါကနန္ဒကားတွေရေကစားနေမြုပ်လို့ပျောက်ကွယ်ခဲ့ရတဲ့ဒန္တာရီထဲကရေအောင်မြို့တော်ဂေါ်တွန်တရိတ်တိုင်းနဲ့ပတ်သက်မှုတွေရှိနေပါတယ်ဒီနေ့မှာတော့စိတ်ဝင်စားဖွယ်ဂမ်ဘီယာဆန်ဆန်ဖြစ်စဉ်တွေနဲ့တည်ရှိနေတဲ့နောက်တော်ကြီးနောက်တော်ရှေးအကြောင်းတို့ကိုဘ ഹു သုတဖြစ်ဖွယ်တင်ဆက်ပေးသွားမှာပါကျွန်တော်ကတော့နေမျိုးပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့နောက်တော်ကြီးနောက်တော်ရှည်မြေဆိုပြီးအမည်တွင်လာခဲ့တဲ့အကြောင်းကိုအရင်ပြောပြပါမယ်ရှေးခါကဂေါ်တွန်တရိတ်တိုက်ပြည်မှာမဒရေမင်းကြီးစိုးစံလျက်ရှိခဲ့ပါတယ်မဒရေမင်းကြီးမှာနောက်တော်ကြီးနောက်တော်လေးနဲ့အာဝဆိုပြီးအမည်အသီးသီးတွင်ကြတဲ့သားတော်၃ပါးရှိပါတယ်ဒီလိုနဲ့မဒရေမင်းကြီးနတ်ရွာဆန်ပြီးနောက်သားကြီးဖြစ်တဲ့နောက်တော်ကြီးဟာနန်းတက်လာခဲ့ပါတယ်ထိနန်းနဲ့မင်းစည်းစိမ်ကိုငင်းငွေလာတဲ့နောက်တော်ကြီးမင်းဟာထိနန်းကိုညီဖြစ်သူနောက်တော်လေးကိုလွှဲအပ်ပေးခဲ့ပြီးယဟန်ပြုတ်ကလူသူရောက်ပေါက်နေတဲ့တောတနေရာကိုထွက်ခွာလာခဲ့ပြီးတရားဓမ္မများကျင့်ကြံကနေထိုင်ခဲ့ပါတယ်ဒီလိုနဲ့နောက်တော်လေးမင်းလည်းထိနန်းကိုညီငယ်အာဝမင်းသားကိုလွှဲအပ်မင်းမြောက်ပေးခဲ့ပြီးယဟန်ပြုတ်ကနောက်တော်ကြီးသွားရနောက်ကိုလိုက်လာခဲ့ပါတယ်နောက်တော်ကြီးနဲ့တွေ့တဲ့အခါမြစ်ပြင်တစ်ဖက်ကန်းကတိချတောက်တလုံးမှနေထိုင်စေခဲ့ပါတယ်ဂေါ်တွန်တရိတ်တိုင်းမှာမင်းပြုတ်နေခဲ့တဲ့အာဝမင်းဟာတိုက်ပြည်ရေးရာတို့ကိုစိတ်မဝင်စားပဲအပျော်အပါအလွန်မမောပြီးတိုက်သူပြည်သားတွေကပါတကိုးကြီးဗုဒ္ဓဆင်းတုတော်မြတ်ကိုပြင်မာမိခဲ့ကြတာကြောင့်နန္ဒကားတွေကဂေါ်တွန်တရိတ်တိုင်းကိုရေကစားနှိမ့်မြုပ်ခဲ့ကြပြီးဒီကနေ့အချိန်ထိရေအောက်မှာရှိနေတယ်လို့ဆိုကြပါတယ်ဒီဂေါ်တွန်တရိတ်တိုင်းရေအောက်မြို့တော်အကြောင်းကိုရခိုင်ကတင်ဆက်ပေးပြီးဖြစ်တာကြောင့်ပေထဲမှာဝင်ကြည့်လို့ရပါတယ်ဆိုတော့နောက်တော်ကြီးနောက်တော်လေးအကြောင်းကိုဆက်ပြောပါမယ်ဒီလိုနဲ့နောက်တော်ကြီးယဟန်ကတရားဓမ္မများကျင့်ကြံနေထိုင်ခဲ့တဲ့တောင်ကိုနောက်တော်ကြီးတောင်လို့ခေါ်တွင်ခဲ့ကြပြီးနောက်တော်လေးနေထိုင်ခဲ့တဲ့တောင်ကိုနောက်တော်ရှည်တောင်လို့ခေါ်တွင်ခဲ့ကြပါတယ်အဲ့ဒီအနီးနားကမြစ်ပြင်ကိုလည်းနောက်တော်ကြီးနောက်တော်ရှည်မြစ်ဆိုပြီးခေါ်ဆိုခဲ့ကြခြင်းဖြစ်ပါတယ်အဲ့ဒီနောက်တော်ကြီးနောက်တော်လေးတို့နေထိုင်ခဲ့တဲ့တောင်တွေဟာရခိုင်ဒေသကငပတုံကျေးရွာအနီးမှာရှိပါတယ်နောက်တော်ကြီးနဲ့နောက်တော်လေးယဟန်တို့ဟာလူသူအလှမ်းဝေးရာလူသူရောက်ပေါက်နေရာလူတွေအလွယ်တကူမလန်ရောက်နိုင်အောင်လှိုင်းလေကြမ်းထန်တဲ့မြစ်ပြင်တစ်ဖက်ကန်းကတောင်တွေကိုတမင်လာရောက်နေထိုင်ခဲ့ကြခြင်းဖြစ်ပါတယ်အဲ့ဒီမင်းကြီးနောင်ယဟန်နှစ်ပါးဟာထွက်ရပေါက်ဝိဇ္ဇာအဖြစ်ကိုရောက်ရှိသွားပြီးဒီကနေ့အချိန်ထိရှိနေသေးတယ်လို့ယုံကြည်နေကြပါတယ်ရှေ့အခါကတည်းကနောက်တော်ကြီးနောက်တော်လေးမြစ်ကိုဖျက်ကျော်သွားလာရတဲ့အခါအဲ့ဒီမင်းကြီးနောင်ယဟန်နှစ်ပါးကိုဥတိုက်ပူဇော်မှုများပြုလုပ်ပြီးမှသွားလာကြရပါတယ်အမဲသားဝက်သားအသားစိမ်းသေဆောင်သွားလာလို့မရတဲ့အပြင်အရက်သေးစာမတောက်စားရရုံညံ့ရိုက်ဆိုင်တဲ့စကားတွေကိုမပြောဆိုရဆိုပြီးစီကံသက်မှတ်ချက်တွေကိုလိုက်နာကြရပါတယ်တကယ်လို့အဲ့လိုအပြစ်မျိုးတစ်ခုခုကျူးလွန်မိရင်ရုတ်တရက်လှိုင်းလုံးကြီးတွေပေါ်ပေါက်လာခဲ့ပြီးရေရင်ကိုနစ်မြုပ်ပြစ်လိုက်တယ်လို့ဆိုကြပါတယ်ရှေ့အခါကနောက်တော်ကြီးနောက်တော်လေးမြစ်ကိုဖျက်ကျော်ပြီးခရီးသွားလာရမယ်ဆိုရင်မတော်ခင်ကတည်းကသားသမီးတွေကိုအမွေတွေခွဲဝေရတာခဲ့ကြရတယ်လို့ဆိုပါတယ်ရေလန်းခရီးကြမ်းတမ်းလွန်းတာကြောင့်အိမ်ပြန်မရောက်လာနိုင်ခဲ့ရင်သားသမီးတွေအမွေကိစ္စပြဿနာမဖြစ်ရအောင်ကြိုတင်ပြင်ဆင်ခဲ့ကြတဲ့သဘောပါကျွန်တော်လည်းကိစ္စတစ်ခုနဲ့နောက်တော်ကြီးနောက်တော်လေးမြစ်ပြင်ကိုမော်တော်ယာဉ်နဲ့ဖြတ်သွားဖူးပါတယ်တော်ယုံတစ်ခါမှလှိုင်းမမှုဘူးတဲ့ကျွန်တော်တော့ခေါင်းတွေမူးနောက်လာခဲ့ပြီးဘိုက်ထဲကအစာတွေလည်းပြန်ထွက်ကြတဲ့အထိဖြစ်ခဲ့ဖူးပါတယ်လူကြီးမင်းတို့ကဒီနောက်တော်ကြီးနောက်တော်လေးမြင့်ပြင်ကိုဖျက်ကျော်ဖူးကြရဲ့လားဗျတကယ်လို့ဖျက်ကျော်သွားလာဖူးခဲ့ရင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုကွန်းမမဝင်ရောက်မျှဝေရေးသားပေးခဲ့ကြဖို့တောင်းဆိုရင်းညီကုံချုပ်လိုက်ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ပါ